ဒီတစ်ချက်ကိုမသိဘူးဆိုရှင်ရောင်းဝယ်လောကမှာ customer တွေကပြောင်းလိုက်ပေါ်လိုက်ဖြစ်နေကျလို့လေဈေးလောက်ရတဲ့အချိန်မှာပစ္စည်းနည်းနည်းဝယ်ပြီးတော့ရေးမလို့ကြောက်ပစ္စည်းများများဝယ်တဲ့လူကြတော့ခက်ခက်နာနာကျိုးဆိုတာတွေတုံးကြတကယ်တော့ဒါကဖြစ်ဖြစ်ပြလိုက်ဖြစ်တဲ့လူပဝင်းကြီးဖြစ်တယ်အဲ့မဲ့ပို့ပြီးတော့ရောင်းအောင်တက်ချင်တယ်ဆိုရင်တော့နည်းနည်းဝယ်တဲ့လူရဲ့နောက်မှာလူအုပ်ကြီးရှိတယ်ဆိုတာကျွန်တော်သိလို့တော့ဘာကြောင့်လဲဆိုတော့ fire viewer ဆိုတာရှိတယ်တစ်စစ်လမ်းညွန်ပေးတာကိုနည်းနည်းဝယ်တဲ့လူကိုရောများများဝယ်တဲ့လူရောဆက်ဆံမှုမှာခွေးချဆက်ဆံမှုမပြုတ်ဘူးဆိုလို့ရှိရင်အဲ့ဒီ fire ကနေပြီးတော့လှုပ်လို့ရတယ်ကျွန်တော်အများနဲ့ကြားဘူးလိမ့်မယ်ပတ်ဝန်းကျင်မှာပေါ့ဒီဆိုင်ရဝယ်တာကနည်းနည်းပဲဝယ်တာတော့မှတလူမျိုးအမှန်ဝန်ဆောင်မှုတွေပေးတဲ့အတွက်ငါတို့အဲ့ဒီဆိုင်မှာတောက်ဝေဟအောင်ဆိုတာမျိုးကျွန်တော်ကြားဘူးလေဆက်ဆံရေးကနည်းနည်းဝယ်တာနဲ့များများဝယ်တာနဲ့ဆက်ဆံရေးအပြင်ထားမယ်ဆိုလို့ရှိရင်ဘာနဲ့တူမလဲဆိုကြားမစားငါးဖန်ပိုက်လိုမျိုးပဲပစုံသေးသေးလေးလေးမိတယ်ပစုံကြီးကြီးလေးမိတယ်ဒါပေမဲ့ပစုံသေးသေးလေးနောက်မှာပစုံအသေးအများကြီးပါလာတယ်အားလုံးကတက်တန်ဖို့နဲ့တူရှိတဲ့အတွက်ဝန်ဆောင်မှုကိုခွဲခြားဆက်ဆံမှုမပြုဘူးဆိုလို့ရှိရင် customer တွေကအများနဲ့ညပြလာဖြစ်တယ်ပေါ့